ဒီ Bruce Lee skin ကိုတရက်ကို gain ပွဲဆော့ရုံနဲ့ free ယူလို့ရမယ်ဆိုရင်ရောဒီဗီဒီယိုထဲမှာတော့ official collect လုပ်ထားတဲ့ဒီ Amisa Bruce Lee skin ကို free ယူလို့ရမယ် event ကြောင်းလေးကိုရှင်းပြပေးသွားပါမယ်။ brother တို့က event တွေက free Bruce Lee skin ဆိုတဲ့အထဲကိုဝင်လိုက်မယ်ဆိုရင်ဒီလိုမျိုးလေးတွေ့ရမှာပါ။ဒီမှာဆိုရင် brother တို့က Bruce Lee skin ကို coin 115ခုနဲ့လိမ့်နိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီ coin တွေကိုဘယ်ကရမှာလဲဆိုရင်ဒီညာဘက်က mission တွေကိုလုပ်ရင်းနဲ့ရလာမှာဖြစ်ပါတယ်။ဟုတ်ပြီဒီ mission တွေကိုခဏဖယ်ထားလိုက်။ brother တကယ်လို့ရမှာကတရက်ကို5/5တပွဲနိုင်အောင်ဆော့ပေးဖို့ပဲလိုရပါ။အဲ့လိုမျိုး9ရက်တိတိတရက်ကိုတပွဲနိုင်အောင်ဆော့ပေးတာနဲ့ coin စုစုပေါင်း115ခုရမှာဆိုတော့ဒီ Bruce Lee skin က brother အပိုင်းပါပဲ။ဟုတ်ပါတယ်အဲ့လောက်ထိကိုလွယ်တာပါ။ free ပေးရဆိုပေမဲ့လည်းတကယ်ရသေးခြင်းလို့ဒီလို mission လေးတွေလုပ်ပေးထားရလို့ထင်ပါတယ်။ဆိုတော့အခွင့်အရေးရတော့လေကျွန်တော်ပြောတဲ့နည်းလေးနဲ့ဒီ Bruce Lee skin ကိုယူထားလိုက်တော့နော်။ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။တခုခုနားမလည်ရရှင်းလဲ comment မှာမေးခဲ့လို့ရပါတယ်။ကျွန်တော်ဆန်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်